အဲ့တော့ဒီနေ့ပညာဒါနအနေနဲ့အခုလိုပန်းကျဲတီထိုးနည်းလေးကိုပြပေးမယ်နော်အဲ့တော့ဒီကျိုးရှည်က10ခွဲယူပါမယ်10ခွဲယူပြီးလို့ရှိရင်ဒီအလယ်မှတ်လေးမှတ်ပြီးတော့ကျဲတီကွင်းလေးလုပ်မယ်နော်အဲ့တော့ဒါ10ခွဲယူပြီးရင်ကိုယ်ထားလေးညှထုံးမယ်ပြီးရင်အလယ်ကောင်အမှတ်မှတ်မယ်မှတ်ပြီးလို့ရှိရင်ညီမတို့ဒီကျဲတီကွင်းတက်ကိုလက်မဝက်ချန်ပြီးတော့ဒါခြေလေးတုပ်ပေးပါမယ်နော်ပါပြီးဒီချိုးချောင်းဘက်မလားဘက်ကနေလှန်ပြီးတော့ခြီကိုတခြားတုပ်ပေးခဲ့ပါမယ်အဲ့ဒါပြီးရင်ဒီဘေးဘက်အဖက်လေးအတွက်ကို2စိတ်လောက်2စိတ်3စိတ်လောက်ပေါ့နော်3စိတ်လောက်ယူပါမယ်